အားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်လိုက်ကြစီလားခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဒီလမှာဖတ်မဲ့စာအုပ်လေးတစ်အုပ်ကိုကျွန်တော်ပြည်သက်ကြီးနဲ့အတူတူဖတ်သွားပါမယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာစာအုပ်လေးကတော့ဒီစာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးကတော့ Travel with Minwei ရေးသားထားတဲ့အမြင့်ပေလေးတောင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်ကိုရေးတဲ့စာရေးဆရာဆိုလို့ရှင်လက်ရှိပေါ့နော်ကျွန်တော်ရောက်နေတဲ့ဒူဘိုင်းမှာဒီနေရာ cabin crew လို့ခေါ်တဲ့လေမောင်တစ်ယောက်ဖြစ်ပါတယ်ခင်ဗျာရေးထားတဲ့စာအုပ်လေးကိုကျွန်တော်အတူတူဖတ်ကြည့်အောင်ခင်ဗျာဒီစာအုပ်လေးမှာပါတဲ့အကြောင်းအရာလေးတွေကိုမဖတ်ခင်ကျွန်တော်ကပထမဦးစွာပေါ့နော်ဒီစာအုပ်လေးမှာပါတဲ့စာရေးသူရဲ့အမှားစာလေးကိုလည်းပဲဖတ်ပြချင်ပါတယ်ခင်ဗျာဒီစာအုပ်ဒီတဲ့လေမောင်လေးမဲလှုပ်ရှင်တဲ့သူများတို့ပေါ့နော်ဒီလိုရှင်နိုင်ငံသားကိုအခုမှစထွက်ဖို့သူများအတွက်နိုင်ငံသားကိုပြီးတော့နိုင်ငံသားကိုထွက်လို့ဖို့အတွက်ကြံရွယ်နေတဲ့သူများဘယ်သူသောအလုပ်ကိုင်ဘယ်သူသောလစာတွေနဲ့တောရောက်ဖို့ကြံရွယ်နေပြီးတော့ပေါ့လေမိမိရဲ့ကိုယ်ပိုင်မျှော်မှန်းချက်တွေနဲ့မကိုက်ညီလို့စိတ်သက်အားကျနေသူများလမ်းပြောင်းနေသူများဒါမှမဟုတ်လမ်းလျှောက်နေတော့လဲခီးမတွင်သေးတဲ့သူများအတွက်တဲ့စာရေးသူရဲ့15နှစ်တာဖြတ်တန်းခဲ့တော့ကိုတွေ့အတွေ့အကြုံတွေနိုင်ငံတကာမြို့ပေါင်းစုံမှမြို့ပေါင်း80ကျော်သို့တွာလာနေလာခဲ့ရသောအတွေ့အကြုံတွေမရေမတွက်နိုင်သောလူအထွေထွေလုပ်ပေါ်ကင်ဘတ်တွေကြီးတွေနဲ့ထိတွေ့ဆက်ဆံရာမှရရှိခဲ့သောအတည်ပညာတွေကိုအရင်းခံပြီးတော့စေတနာများစွာထားရှိပြီးတော့အချိန်များစွာယူပြီးတော့မှအသေးစိတ်အချက်လက်များပြန်လည်စီစစ်ပြီးတော့မှတဲ့လူချင်းမင်းတို့တို့ကဘဝအတွက်တန်လိုက်အိမ်မြောင်အဖြစ်တနည်းပြောရမယ်ဆိုလို့ရှိရင် life navigation အဖြစ်သင်ခန်းစာယူနိုင်ပြီးတော့မှစိတ်သက်ခွန်အားရစေရန်စူးစမ်းအားထုတ်ရေးထားတာကျွန်တော်ဖြစ်ပါရဲ့ခင်ဗျာဒီစာအုပ်ကိုဖတ်ခြင်းအဖြစ်နဲ့15နှစ်တာသောလူကြီးမင်းတို့ရဲ့ဘဝပန်းနိုင်တွေကိုပြတောင်းစီပြီးတော့မှ shortcut challenge တစ်ခုလို့အသုံးပြနိုင်တဲ့စိတ်သက်ခွန်အားလည်းရရှိနိုင်တယ်လို့လည်းအာမခံထားပါသေးတယ်ခင်ဗျာအချို့သောစကားလုံးအတိတ်တွေများမှာဆိုလို့ရှိရင်ဘာသာပြန်လိုက်နေဆိုလို့ရှိရင်တော့ပေးချင်တဲ့ message ကိုထိရောက်စွာမရောက်သွားမှကြောက်တာကြောင့်ရင်လေမောင်လေးနဲ့လွတ်လွယ်သူများတကယ်လုပ်ငန်းခွင်မှာအသုံးပြုရတဲ့အသုံးနှုန်းများကိုလေ့လာစဉ်စဉ်နဲ့ရွေးချက်များကြောင့်နဲ့အင်္ဂလိပ်ဘာသာကြားဖြင့်ဒီစာအုပ်ထဲမှာပေါ်ပြလို့သိထားပါတယ်ခင်ဗျာအဲ့ဒါအပြင်ပေါ့နော်ဒီစာအုပ်ကိုဖတ်ပြီးတော့သဘောကျခဲ့သည်ရှိတော့ကိုပေါ်ဝနဲ့မသက်ဆိုင်နေသောသူများလုပ်ငန်းရှင်များဆရာမများမိမိတို့တားတစ်ဖက်များကိုပြန်လည်ပြီးတော့သင်ပေးနိုင်ပါတယ်လက်ဆောင်ပြန်ပေးနိုင်ပြီးတော့မှမိမိလက်ဆောင်ပေးလိုက်တဲ့ထိုသူရဲ့ဘဝကို positive impact လို့ခေါ်တဲ့အပြုသဘောဆောင်ထိရောက်ဖြစ်စေမှာကြောင်းကိုလည်းပဲထပ်လောင်းပြီးတော့ပြောကြားလိုပါတယ်ခင်ဗျာဒီစာအုပ်ဒီတဲ့မြည်သည့် fiction fantasy များမပါဘဲနဲ့လက်တွေ့ကြုံတွေ့နေရတဲ့ life and facts များပေါ်အခြေခံရေးဖွဲ့ထားကြောင်းဝန်ခံကြည့်ထားပါတယ်ခင်ဗျာဒါလေးကတော့စာရေးတွေရဲ့အမှားစာလေးတွေဖြစ်ပါတယ်ခင်ဗျာဒီစာအုပ်လေးထဲမှာဆိုလို့ရှိရင်အခန်းပေါင်း22ခန်းပါမှာဖြစ်ပါတယ်ခန်းတစ်ကတော့ is all happening ဆိုတဲ့ခေါင်းစဉ်လေးနဲ့သွားမှာဖြစ်ပါတယ်ခန်းတစ်ကတော့ location Dubai United Arab Emirates အကြောင်းကိုပြောပြမှာဖြစ်ပါတယ်အခန်းသုံးအနေနဲ့ကတော့ the interview လို့ခေါ်တဲ့ interview အကြောင်းတွေကိုရေးဖွဲ့မှာဖြစ်ပါတယ်အခန်းလေးကတော့ my personal လို့ခေါ်တဲ့စာရေးဆရာစာရေးသူရဲ့သူ့ရဲ့ personal အကြောင်းတွေကိုပြောပြမှာဖြစ်ပါတယ်ခင်ဗျာအခန်းကတော့ induction day လို့ခေါ်တဲ့အကြောင်းကိုရေးဖွဲ့ထားမှာပါအခန်း6ကတော့ the importance of caring လို့ခေါ်တဲ့လေမောင်ဖြစ်တဲ့လူတွေရဲ့အရေးကြီးပုံအကြောင်းတွေလည်းရေးပြထားမှာဖြစ်ပါတယ်ခင်ဗျာအခန်း9ကတော့ the training လို့ခေါ်တဲ့ training ယူခဲ့ရတဲ့ကာလများအကြောင်းကိုလည်းရေးဖွဲ့မှာပါအခန်း10ကတော့ training plateau ပေါ့အခန်း9 group medical training အခန်း10 the security အခန်း11 the mission အခန်း12 the survival အခန်း13 the dark and bright side of the cabin crew life cabin crew ဘဝတစ်ယောက်ရဲ့ကောင်းတဲ့အပိုင်းအနေနဲ့စိုးတဲ့အပိုင်းပေါ့နော်အဲ့ဒီအကြောင်းတွေကို dark and light bright side အကြောင်းကိုရေးပြတာဖြစ်ပါတယ်ခင်ဗျာ cancel နေရတော့ a salesman in print fee at Abu Dhabi Abu Dhabi မှာလုပ်ခဲ့တော့က salesman တစ်ယောက်လုပ်ခဲ့တော့ကအကြောင်းတွေကိုလည်းချန်မပေးထားမှာပါခန်း15ကတော့ life in abroad my UE လို့ခေါ်တဲ့ UE ကအကြောင်းတွေကိုလည်းအသေးစိတ်ဘဝကိုချန်မပေးထားမှာပါအခန်း16ကတော့ my perspective ပေါ့စာရေးဆရာရဲ့အမြင်စာရေးဆရာရှုထောင့်ကိုလည်းပဲထပ်ပြီးတော့သိရမှာဖြစ်ပါတယ်ခင်ဗျာအခန်း19ကတော့ the beginning of a beginning in 2007 2009ခုနှစ်အစအကြောင်းစာရေးဆရာအကြောင်းကိုလည်းပြောပြပေးထားမှာဖြစ်ပါတယ်အခန်း16ကတော့ကျွန်တော်တို့အထူးစိတ်ဝင်စားရမယ့်အပိုင်းဖြစ်ပါတယ်ခေါင်းစဉ်လေးက motivational speech လို့ခေါ်တဲ့ဘဝအတွက်စိတ်သက်ခွန်အားတွေစိတ်ခွန်အားတွေရစေမယ့်အပိုင်းဖြစ်ပါတယ်ခင်ဗျာအခန်း19ကတော့ good governance အကြောင်းကိုရေးသားထားမှာဖြစ်ပါတယ်အခန်း20ကတော့ cabin crew journey လို့ခေါ်တဲ့ cabin crew တစ်ယောက်ရဲ့အလိုတွေဖြတ်သန်းနေရတယ်ဆိုတဲ့အကြောင်းကို15နှစ်တာအတွေ့အကြုံတွေကိုအသေးစိတ်ချဲမမှာဖြစ်ပါတယ်အခန်း21ကတော့ the secret ingredients in the recipe of facing any interview လို့ခေါ်တဲ့ interview အကြောင်းတွေကိုလည်းသိရမှာဖြစ်ပါတယ်နောက်ဆုံးအခန်း22 chapter 22အကြောင်းလာပါပြီခင်ဗျာ how we solve the meal problem and why our airlines run successfully in aviation industry ပဲဟောဒီလေကြောင်းလိုင်းကြီးကမှာ Emirates လေကြောင်းလိုင်းကဘယ်လိုမျိုးပေါ့နော်ဒီအစားအစာပြဿနာတွေခြားသောပြဿနာတွေကိုဘယ်လိုဖြေရှင်းလဲဆိုတဲ့အပိုင်းကိုဒါပြမှာဖြစ်ပါတယ်ကျွန်တော်အမြင်တော့ဒီစာအုပ်ကိုစာရေးဆရာကနေပြီးတော့ဒေမောင်ဖြစ်ချင်တဲ့လူတွေကိုရည်ရွယ်ပြီးတော့အထူးရေးသားထားတဲ့ဆိုပေမဲ့လည်းဒီစာအုပ်ကိုဖတ်ခြင်းအပြင်ဘဝအသိပညာအတွေ့အကြုံတွေစာရေးဆရာရဲ့15နှစ်တာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံ
တွေကိုထူးခြားရှိစေမှာဖြစ်ပါတယ်အခုမှနိုင်ငံသားကိုလာဖို့စူးစမ်းနေတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေတူဝင်နေတဲ့သူတွေအတွက်ဟောဒီစာအုပ်လေးကရောင်းတနေရာကနေပြီးတော့အထောက်အကူဖြစ်စေမလို့ယုံကြည်ပါတယ်ခင်ဗျာဟောဒီစာအုပ်မှာအစကဖတ်ပြသွားတဲ့အတိုင်းပဲခန်းပေါင်း22ခန်းပါတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုပြီးတာနဲ့နေ့စဉ်ပေါ့နော်အခန်း22ခန်းကို22ရက်ဖတ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင် chapter 1လေးကိုလည်းပဲဆက်လက်ပြီးတော့နောက်တစ်ပုံမှာဖတ်ဖို့အားပေးပါအောင်လားခင်ဗျာအားလုံးကိုမိတ်ဆက်အချင်းကျွန်တော်ကတော့ပိုင်းဖြစ်ပါတယ်ခင်ဗျာ